ဖုန်းတစ်လုံးကို desktop computer အကြီးစားတစ်ခုလို့အသုံးလုပ်ရမယ်ဆိုယုံကြလားဒီနေ့တင်ပြချက်လေးကနေကြိုးဆိုပါရစေဒီနေ့မှာတော့2018ခုနှစ်ကထွက်ရှိခဲ့တဲ့ flagship smartphone တစ်လုံးကိုတီးတန့်သုံး desktop computer တစ်ခုအဖြစ်ဘလို့အန်ဂျော်ဆရာကောင်းလောင်းအောင်အသွင်ပြောင်းလိုက်လဲဆိုတာကိုအသိစေလေးလာတော့မှာမယ်အဟောင်းဖြစ်နေတဲ့နီးပညာပစ္စည်းတွေကိုဖန်တီးမှုအသစ်တွေနဲ့ပြန်အသက်သွင်းတာမယ်တကယ်ကိုစိတ်လှုပ်ရှားစရာခီးစဉ်တစ်ခုပဲဖြစ်ပါတယ်ဘက်ထရီဖောင်းပြီးပောက်ကွဲလာတဲ့အရေးရှိတဲ့ဖုန်းဟောင်းတစ်လုံးကိုအိမ်မှာဒီတိုင်းဖြစ်ထားလားဒါမှမဟုတ်စွန့်ဆောင်ရမြင့် desktop gaming machine အထက်ပြောင်းလိုက်မလားဖုန်းဟောင်းတွေက performance ညံ့သွားပြီလို့ထင်တတ်ကြပေမဲ့တကယ်တော့ Snapdragon 845 chip ရဲ့အစွမ်းကိုအပြည့်အဝပြန်ထုတ်ယူနိုင်မဲ့လူ့ဝတ်ချက်ရှိပါတယ်ဘက်ထရီကိုလုံးဝဖယ်ရှားပြီးတိုက်ရိုက်မောင်းနှင်လိုက်ခြင်းအပြင်အပူလွန်ကဲတာနဲ့ဘက်ထရီဖောင်းတဲ့ပြဿနာတွေကိုအမြင့်ပြတ်ဖြေရှင်းနိုင်မှာပါကဲအချိန်မဆွဲတော့ပဲဒီနေ့လေ့လာမယ့်အကြောင်းကြားတွေကိုအမြန်ကြည့်လိုက်အောင်အပိုင်း1 smartphone ကို desktop အဖြစ်ပြောင်းလဲခြင်းအပိုင်းနဲ့ကိုယ်ပိုင် cooling system တက်ဆင်ခြင်းအပိုင်း3 battery bypass လုပ်ပြီး power ပေးခြင်းအပိုင်း4 desktop gaming နဲ့ desk အကြောင်းပြီးတော့နောက်ဆုံးအနေနဲ့လုံခြုံရေးအားသာချက်အားနည်းချက်တွေကိုမျှတစွာဆွေးနွေးတော့ပါမယ်အပိုင်း1 smartphone မှာ desktop ဖြစ်ပြောင်းလဲခြင်းဒီစက်ကူလေးဘယ်လိုစတင်ခဲ့လဲဆိုတာကြည့်လိုက်အောင်ဒီဖုန်းကိုရိုးရိုး plastic ဘူးထဲအလော်တကူထည့်ထားတာမဟုတ်ပါဘူးเนาะ S9 Plus လို့ဖုန်းမျိုးကိုအချိန်ကြာကိုင်ဆော့ရင်လက်နာလာတတ်တာအားလုံးအသိမှာဒါပေမဲ့အခုလိုတေးသက်တဲ့ custom casing အသစ်နဲ့အန်ဝင်ခွင့်ကြနေရာချလိုက်တဲ့အခါလက်ကိုင်ဖုန်းဘဝကနေဒီငင်းတဲ့ desktop multimedia setup တစ်ခုဖြစ်လုံးဝကိုအသွင်ပြောင်းသွားပါတယ်ကြည့်ရတာလည်းတကယ်ကို premium ဆန်ပါတယ်အပိုင်းနဲ့ကိုယ်ပိုင် cooling system တက်ဆင်ခြင်းဒါတော့ဒီ project ရဲ့အသက်သွေးကြိုအပိုင်းပါပဲအပွဲအဟောင်းဒီမှာအပူတက်လိုက်ရင်စွမ်းဆောင်ရည်ကျဆင်သွားတဲ့ thermal throttling ပြဿနာကတော်တော်ဆိုးပါတယ်။မာသားဘောပေါ်မှာအပူအများဆုံးထွက်တဲ့နေရာက Snapdragon 845 CPU ရှိတဲ့အပိုင်းဖြစ်ပါတယ်။ box ကိုအပေါမဖောက်ခင်ကတည်းကဒီ hotspot နေရာကိုတိတိကျကျတိုက်တာပြီးသတ်မှတ်ထားဖို့ကအရန်ကိုအရေးကြီးပါတယ်။ဒါမှသာအဲ့ဒီအပေါကနေတစ်ဆင့် heat sink နဲ့ cooling fan က CPU ရဲ့အပူကိုတိုက်ရိုက်ထိတွေ့ပြီးစုပ်ယူနိုင်မှာပါ။ cooling system သေချာတက်ဆင်ဖို့အတွက်အထက်ကအဆင့်3ဆင့်ရှိပါတယ်ပထမဆုံး heat sink ကို CPU အပေါ်မှာအတိအကျနေရာချရပါမယ်။ပြီးရင်အပူစီကိုတိုင်းတဲ့ silicon thermal glue ကိုအတုံးပြုပြီးကဲရပါမယ်။နောက်ဆုံးမှာတော့ heat sink လုံးဝမယွင်းသွားစေဖို့ UV glue ကိုသုံးပြီးခိုင်မာအောင်တောက်ခတ်ပေးရပါမယ်။ဒီနေရာမှာတစ်ခက်စိတ်ဝင်စားစရာကောင်းတာကကော်နှစ်မျိုးကိုပေါင်းစပ်တဲ့အသုံးပြုထားတဲ့နည်းပညာပါပဲ။ silicon glue က CPU ကထွက်တဲ့အပူကို heat sink စီနီးညာပို့ဆော်ပေးဖို့ thermal pack ကိုဖန်တီးပေးပါတယ်။ဒါပေမဲ့တူအချောက်ဖို့အချင်းတော်ယူရတဲ့အတွက် UV glue ကိုအနားထဲမှာထပ်ကပ်ပြီး UV မီးအောင်နဲ့ချက်ချင်းမာကြိုတော့တောက်ထားလိုက်တာပါ။ဒါဆိုရင် heat sink ဟာလုံးဝမရွေတော့ပဲကြောက်ချထားလို့ခိုင်မြဲတော့ပါပြီ။ heat sink တက်စတဲ့အခါ double sided tape လို့ခေါ်တဲ့တိတ်နှစ်ဖက်ကတ်ကိုတော့ဘာကြောင့်မသုံးသင့်တာလဲဆိုတာသိဖို့လိုပါတယ်။အဖူးချင်းအယောင်မြင့်တက်လာတဲ့အခါတိတ်ကြည့်ကအရေးပြုတ်ပြီးကွာချသွားတတ်ပါတယ်။ပြီးတော့အဖူးစီးခိုးနိုင်စွမ်းလေအရိုက်ညံ့ပါတယ်။ဒါကြောင့်ရေရှည်ခိုင်မာပြီးအဖူးဆုပ်ယူမှုအကောင်းဆုံးဖြစ်ဖို့thermal glue ကိုမဖြစ်မနေရွေးချယ်အသုံးပြုရတာဖြစ်ပါတယ်အပိုင်း3 battery bypass နဲ့ power ပေးခြင်းအခုဆိုရင်ဒီ DIY project ရဲ့အနုစိတ်ဆုံးနဲ့အနည်းငယ်အန်တရရှိနိုင်တဲ့အပိုင်းကိုရောက်လာပါပြီ battery ကိုဖယ်ရှားရမှာရိုးရိုးဖြုတ်လွှင့်ပစ်လိုက်လို့မရပါဘူးနော်အန်တီစီတဲ့ battery set အဖျားကြီးကိုခွဲထုတ်လိုက်ပြီးမြဲအပေါ်ဘက်ကတင်းငယ်တဲ့ BMS ပိုလီကိုတော့မဖြစ်စီအောင်တေချာချန်ထားရပါတယ်ဆိုရင် ion ထုံးဒီ tabs တွေကိုဂရုတစိုက်ဖြုတ်ယူရတာဖြစ်ပြီးဂျိုးတွေကိုအချမ်းပတန်းဖြတ်ပစ်လိုက်လို့လုံးဝမရပါဘူးဒီနေ့မှာမေးစရာရှိလာတာက battery cell ကြီးမရှိတော့မှာတော့ဘာလို့ BMS ပေါ်ကိုခြံထားရတာလဲပေါ့ဒါကတကယ့်ကိုအရေးကြီးတဲ့အချက်ပါဖုန်းရဲ့ main board က BMS ပေါ်ကနေတစင်တာ battery ရှိတယ်လို့မှတ်ယူရဖြစ်ပါတယ် BMS မရှိဘဲ power တိုက်ပေးလိုက်ရင်ဖုန်းက battery မရှိဘူးလို့ detect လုပ်ပြီးဘူးလုံးဝတက်မှာမဟုတ်ပါဘူးအဲဒါကြောင့် BMS ပေါ်ဟာမရှိမဖြစ်ကိုလိုအပ်တာပါ BMS ပေါ်ပြင်ဆင်ပြီးတော့ 12V adapter ကနေလာတဲ့လက်စီအားကိုဖုန်းလက်ခံနိုင်တဲ့ဘူအားဖြစ်ပြောင်းလဲပြီးဖို့လိုလာပါပြီဒီနေရာမှာ LM256 step down module ဆိုတဲ့ပစ္စည်းလေးကိုအသုံးပြုပြီးမြန်မာတဲ့ 12V ကိုဖုန်းရည်မိခင်ဖို့အသုံးပြုနိုင်တဲ့ပမာဏအထိ short ချပေးရပါမယ်သူကဂျာကန် attack tension လေးပေါ့ Samsung ဖုန်းရဲ့ battery voltage ဟာ high voltage range ဖြစ်တဲ့ 4.35V ကနေ 4.4V ထိရှိတတ်ပါတယ်ဒါပေမဲ့ဒီ project မှာတော့ baking လုံခြုံမှုကိုအဓိကထားပြီးပုံမှန် full charge အနေထားဖြစ်တဲ့ 4.2V ကိုဒါတိတိကျကျရွေးချယ်သတ်မှတ်ထားပါတယ်ဒီလိုသတ်မှတ်ခြင်းအပြင် overcharge ဖြစ်နိုင်ခြေကိုလုံးဝပယ်ဖျက်လိုက်နိုင်ပြီး BMS အတော့လည်းလုံးဝစိတ်ချရသွားပါတယ်အရေးကြီးဆုံးအချက်ကတော့ဖုန်းကို power မပေးခင်မှာ module ကနေ 4.2V အတိအကျအထွက်မထွက်ကို multimeter နဲ့သေချာစွာအရင်စစ်ဆေးဖို့ပါပဲမျက်စိမိတ်ပြီးတက်လိုက်လို့မရပါဘူးဒီ
ဒီအဆင့်ဟာဖုံးကိုရေရှည်တည်တည်ငြိမ်ငြိမ်အလုံးလုံးနိုင်စေဖို့မဖြစ်မနေလှုပ်ဆောင်ရမယ့်လုံခြုံရေးအဆင့်တစ်ခုဖြစ်ပါတယ် Power စီးဆင်းမှုလမ်းကြောင်းကိုအချင်းချုပ်ပြန်ကြည့်ကြရင်နိုင်ငံပလက်ကလာတဲ့ 12 volt adapter ကနေ DC jack လို့ဝင်ပါတယ်အဲ့ဒီကနေ step down module က 4.2V ကို short ချပေးပြီး BMS ဘောကနေတစ်ဆင့် main ပေါ်ကိုပို့ဆောင်ပေးပါတယ်ဒီလိုဆက်တိုက် power စီးဆင်းနေတဲ့အတွက်ဖုန်းမှာ battery မပါတော့ပဲအချိန်အကန့်အသတ်မရှိလုံးဝပူပန်စရာမလိုပဲအလုပ်လုပ်နိုင်တော့ပါပြီ အပိုင်းလေး desktop gaming နဲ့ DAX hardware ဖြူရင်မှုတွေကုန်ပြီးသွားတဲ့နောက်မှာလက်တွေ့ဘလို့စွမ်းဆောင်ရည်တွေရလာလဲဆိုတာကြည့်လိုက်ကြအောင် ဒီမှာဆိုရင် cooling fan ဟာ adapter ကနေ power တိုက်ရိုက်ယူထားတဲ့အတွက် RPM အပြည့်နဲ့အမြဲလည်ပတ်နေပါမယ်အကျိုးဆက်အနေနဲ့ဖုံးရဲ့အပူချိန်ဟာတိတိတသာကျဆင်းသွားပြီ thermal throttling ဆိုတာလုံးဝကိုမရှိတော့ပါဘူးဒါကြောင့် PUBG လို resources အရန်စားတဲ့ game တွေမှာတောင် FPS ဟာအလွန်တည်ငြိမ်နေတာကိုတွေ့ရပါ game ဆော့တဲ့သူတွေအတွက်တော့တကယ်ကိုသဘောကျစရာပါပဲ monitor ကို HDMI နဲ့ချိတ်လိုက်တာနဲ့ဖုန်းဟာမော်ဆန်ဆန်ပဲ Samsung DeX interface အဖြစ်အလိုလျောက်ပြောင်းလဲသွားပြီးစွမ်းဆောင်ရည်မြင့်အိမ်သုံး mini PC တစ်လုံးလို့ဖြစ်သွားပါတယ် Full desktop UI ကြီးကိုရရှိပြီး 4K ဗီဒီယိုတွေကြည့်တာ keyboard နဲ့ mouse ကိုအသုံးပြုပြီးစာရိုက်တာအလုပ်လုပ်တာတွေကိုတကယ်ကွန်ပျူတာတစ်လုံးလို့အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်သွားပါပြီ2018ခုနှစ်ကထွက်ခဲ့တဲ့ Snapdragon 845ဟာအခုလိုမျိုးကောင်းမွန်တဲ့ cooling system နဲ့တွဲဖက်လိုက်တဲ့အခါ gaming performance မှာစင်မတ်မှာ8.5မှအထိရရှိပါတယ်။နေ့တည်ကြာလာလို့ hardware ရဲ့ကန့်သက်ချက်တွေရှိနေပေမဲ့အပူချင်းကိုဒါတိတိကျကျထိမချုံနိုင်ရင်စွမ်းဆောင်ရည်ကိုအများကြီးပြက်လက်မိတင်နိုင်နေဆိုတာဒါကအကောင်းဆုံးတစ်တည်ပြနေတာပါပဲ။ အပိုင်းကလုံခြုံရေးအားသာချက်နဲ့အားနည်းချက်များနောက်ဆုံးအနေနဲ့ DIY project ကိုလက်တွေ့လှုပ်ဆောင်ရမှာထိသွင်းစဉ်းစားရမယ့်အချက်တွေကိုမြတ်တာစွာသုံးသပ်ကြည့်ပါမယ်။အားသာချက်တွေတော့အားလုံးမြင်တဲ့အတိုင်း battery ဖောင်းမဲ့ပောက်ခွဲမဲ့အန်ဒီရဲ့လုံးဝမရှိတော့သလိုစွမ်းဆောင်ရည်ပူတည်ငြိမ်လာပြီး desktop setup အနေနဲ့ပါသုံးနိုင်တာပဲပါတယ်။ဒါပေမဲ့အားနည်းချက်တွေကိုကြည့်မိဆိုရင် adapter အမြဲတက်ထားရတဲ့အတွက်အရင်လိုနေရာတိုင်းတက်သွားလို့မရတော့ပါဘူး။ပြီးတော့ဒီလိုပြုပြင်ဖို့ဆိုတာ electronic နဲ့ပတ်သက်တဲ့ DIY ကျွမ်းကျင်မှုအနည်းငယ်လိုအပ်ပြီး wire ချိုးချိတ်ဆက်မှုမှာရင်ခဲ့ရင်မိခင်ပုံပစ္စည်းနိုင်တဲ့အန်ဒီရဲ့လည်းအမြဲရှိနေပါတယ်။ဒါရိုးရိုး DIY လုပ်တာမဟုတ်ပဲ lithium battery circuit ကိုတိုက်ရိုက်ကိုင်းတွယ်နေရတာဖြစ်လို့လုံခြုံရေးကနံပါတ်1ပါ။ဘိုးအားဒီအဖိုးအမောက် polarity တွေကိုတိကျစစ်ဆေးရမယ်။ short circuit မဖြစ်အောင်အထူး Q ဆက်ရမှာဖြစ်ပြီးကိုယ်တိုင်လုပ်ဖို့မတိကျဘူးဆိုရင်ကျွမ်းကျင်တဲ့နည်းပညာရှင်တွေစီကအကူအညီရယူတာအကောင်းဆုံးဖြစ်ပါတယ်။တစ်ချက်လောက်စဉ်းစားကြည့်ရအောင်။အဟောင်းဖြစ်သွားလို့လွှမ်းပြရမယ့် electronic စွန့်ပစ် PC တွေထဲမှာခုလိုမျိုးမထဲမှတ်ထားတဲ့စွမ်းရည်တွေဖုံးကွယ်နေစေပါ။နည်းပညာဟောင်းတွေကိုအခုလိုတီထွင်ဖန်တီးမှုတွေနဲ့ပြန်လဲအသုံးချခြင်းကတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရရောက်တယ်လို့ကိုယ့်ထက်လည်းတကယ်ကိုအကျိုးရှိပါတယ်။အိမ်ကအန်ဆွဲတွေထဲမှာတော့ဒီလိုပြန်လဲအသက်သွင်းကျင်စရာကောင်းတဲ့နည်းပညာ PC အဟောင်းလေးတွေအိမ်မောချနေနိုင်မလား။သူတို့ကိုပြန်နိုးထိုးဖို့အချိန်တန်ပြီလားဆိုတာစဉ်းစားစရာပါပဲ။ဒီနေ့တင်ပြချက်လေးကိုအဆုံးထိချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်